ကဲဒီနေ့ကတော့ဟက်တာကဒီစေကန်တာလမ်းမှာဓာတ်ပုံရံပြီးတော့ဒီ JC City ကိုသွားခဲ့တဲ့ vlog လေးပဲဖြစ်ပါရဲ့ရှင်ဒါကတော့ JC အပေါ်တက်ကိုစပြီးတော့တက်ပြီပေါ့နော် JC ရောက်တိုင်းတော့ဒီအမြဲတမ်း chapter မူးမှာဟက်တာကအေးဝတာဖြစ်ပါရဲ့ရှင်ဒီခေါက်တော့ပန်းတပူလည်းရှိတယ်ဟက်တာကမနိုင်တာဒီပန်းတပူတစ်ထောင်ပေါင်းခဲ့ပါရဲ့ရှင်ကဲဒါကတော့ဟက်တာရဲ့ long favorite chocolate မရှိပဲဖြစ်ပါရဲ့ရှင်တော့လိုက်တာအမြဲတမ်းအရသာက Timmy Queen နဲ့အရန်မိုက်အရန်ကောင်းဒီတစ်ခါတော့ဟက်တာကမမကလေးပါကြတာမလို့အလေးရပါကိုဝင်ကလိုက်ပါတယ်ကဲဘာဆောင်လဲဆိုတာလည်းခဲ့ကြပါအောင်ဖွင့်တိုင်းမဲ့ဟက်တာကဘတ်စကတ်ဘောဆက်တဲ့အဲ့ဒါဘတ်စကတ်ဘောကိုဟိုပစ်တပြင်းနဲ့တက်လိုက်တယ်ပေါ့နော်ကဲဒါတစ်ကလေးရတော့ဖြစ်ပါရှင်အများကြီးပဲဟေးကဲဒါကတော့ပွန်ချောမှာသွားနာနေရမလို့ပေါ့နော်ဒီ fish cake လေးပဲဆောင်းနိုင်တယ်ဒါတော့သိမဝါနိုင်ဘူးရောကဲဒါကတော့အကူခဏစင်သားပြီးပြန်တော့မယ်ပေါ့နော်မပြန်ခင်ထုတ်စနိုင်မယ်ထားလက်ထဝင်ပြီးတော့ Mara Sophie နဲ့ပါစလိုက်ပါအောင်မယ်ဟာဟာကဲ outfit check အမေကြီးဘလို့ကျေးဇူးပါမွတ်